ဒါဆိုရင်တော့ဒီနေ့ပထောက်ပန်းရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့အရွက်ထိုးနည်းလေးကိုပြထားတဲ့အတိုင်းထိုးသွားမယ်နော်လေ့လာကြည့်ရအောင်ရှင်ပထမဆုံးဒီချဲတို့အောက်ကနေပြီးတော့အက်ကိုတစ်ခါဆွဲထုတ်လိုက်မယ်ပေါ့နော်ဆွဲထုတ်ပြီးသွားလို့ရှိရင်အက်ကလေးကိုချီကော်နီတိုင်းကော်လိုက်ပါမယ်ဒုတိယအက်တစ်ချောင်းကိုလည်းချီကော်နီတိုင်းပထမအဲ့လိုမျိုးပဲပြန်ခေါ်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်အချီကျိုးလေးကိုတော့အနှစ်ချောင်းလုံးရဲ့အနောက်မှာပဲထားပါမယ်ထားပြီးသွားလို့ရှိရင်အချီကျိုးလေးနှစ်ခုကိုပူးပြီးတော့ပြောင်းမြန်လှန်လိုက်မယ်ပေါ့နော်ပြောင်းမြန်လေးလှန်လိုက်မယ်အတဲ့ဆိုင်လို့မရဘူးเนาะပြောင်းမြန်လှန်ပါမယ်ပြောင်းမြန်လှန်ပြီးတော့သူကအထဲကိုထဲမှာအဆင်ပြေပါပါတခါအချီလေးနှစ်ခုပူးမယ်ပြောင်းမြန်လေးလှန်မယ်အနှစ်ချောင်းလုံးထဲကိုထည့်မယ်ပေါ့နော်အဲ့လိုမျိုးလေးအတိုင်းပဲ12ခါပြုတ်လုပ်သွားပါမယ်တိုးတယ်12ခါပါဒီလိုထိုးတဲ့ညီမှာအနှစ်ချောင်းကိုအကွာဝေးညီဖို့လိုပါတယ်ပုံထဲမှာတော့မမင်ကထိုးပြထားတာကအကွာဝေးလေးကတော့တိတ်ပြီးတော့မညီဘူးပေါ့နော်ဒါပေမဲ့မမင်တို့ကလက်နိုင်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပုံစံလေးကတော့လှတယ်သင်တန်းသူတွေကတော့ထိုးတဲ့အခါမှာတော့အကိုတော့ညီအောင်လေးထားဖို့လိုပါတယ်ပြီးရင်တော့မမင်တို့ရေခွင်းလေးတွေကိုတစ်ခေါက်ပြန်ဝင်လိုက်ပါမယ်ဝင်လိုက်ပြီးရဲ့အခါမှာတော့အဲ့နဲ့ခြီနဲ့ကိုဖြည်းဖြည်းချင်းဆွဲသိမ့်မယ်ပေါ့နော်ဆွဲသိမ့်သွားလို့ရှိရင်အက်ကလေးကိုအောက်ပြန်ဆိုင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ပွင့်ဖက်လေးတစ်ဖက်ရသွားပါပြီသူကတော့အနှစ်ချောင်းသုံးရတယ်ပေါ့နော်ဒုတိယပွင့်ဖက်လေးကလည်းထိုးနီးသူစွာပါပဲပထမဆုံးအောက်ကနေပြီးတော့အကိုတစ်ချက်ပြန်အပေါ်ထိုးတက်မယ်ပြီးရင်ချီကော်မယ်ချီကော်ပြွားလို့ရှိရင်နောက်အတစ်ချောင်းကလည်း 0.5 အကွာဝေးလောက်မှာပထမအနဲ့နေသူချီပြန်ကော်ပါမယ်ကော်ပြွားလို့ရှိရင်တော့အနှစ်ချောင်းလုံးရဲ့နောက်ကိုချီလေးသိမ့်မယ်ပေါ့နော်ချီသိမ့်သွားလို့ရှိရင်ခွင်းလေးလုံးမယ်တပတ်လှဲ့မယ်ထဲ့မယ်ခွင်းလေးလုံးမယ်တပတ်လှဲ့မယ်ထဲ့မယ်ထိုးနီးတိုင်းမယ်12ခါပြုတ်လုပ်သွားရပါမယ်ပထမအပွင့်မှာလည်း12ခါလုပ်ထားရဲဆိုလို့ရှိရင်နောက်အပွင့်မှာလည်း12ခါလုပ်ဖို့လိုပါတယ်ပထမအပွင့်မှာ15ခါထိုးခဲ့ရဲဆိုလို့ရှိရင်နောက်အပွင့်ညီမှာလည်း15ခါထိုးလိုပါတယ်ဒါမှသာအချက်ညီညီနဲ့ပွင့်ဖက်လာလေးရမှာပါဒီလိုအပွင့်လေးပြီးသွားပြီဆိုရင်တော့အခလေးကိုဖြည်းဖြည်းချင်းဆွဲထုတ်ခြီလေးတွေကိုပြန်ထိန်းပြီးတော့မမင်တို့တွေအောက်ထက်ပိတ်စအောက်ထဲကိုတစ်ချက်အပြန်ဆိုင်လိုက်မယ်ပေါ့နော်ထိုနည်းအတိုင်းပဲနောက်အပွင့်တွေကိုလည်းဒီတိုင်းပဲထိုးရပါမယ်ဒီနောက်ဗီဒီယိုတွေကကြတော့လေမမင်တို့ကဗီဒီယိုအရင်ရှည်လို့မရတဲ့ခါကျတော့ 2h နဲ့ပဲအမြန်လောက်ရတယ်ပေါ့နော်အမြန် 2h plan နဲ့လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကြည့်ရင်းနဲ့မှနားမလည်တာမရှင်းတာရှိလို့ရှိရင် comment သို့မဟုတ် messenger သက်ဆိုင်ရာ page တစ်ခုခုမှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ဒီအပွင့်လေးတွေဒီအယိုးလေးတွေကလေကိုကအသုံးချရင်ချတတ်တဲ့လောက်နေပဲကျဲရင်ကျဲတဲ့လောက်အသုံးပြုနိုင်တာမို့လို့များများလေးကျင်းမှုတော့လိုပါမယ်လက်ရသေးတက်ရှင်နဲ့တကယ်လက်ရနဲ့တန်းနဲ့ဆေးကောင်းကိုရကျင်တယ်ဆိုလို့ရှိရင်တော့လေ့ကျင့်မှုမပြင်းမှုမြစ်တာရခံချင်ပါတယ်ပထောက်ပန်းထိုးတဲ့အခါမှာပထမဦးဆုံးမမင်ပြောခဲ့သလိုပဲအပေါ်ကအခက်ပြောရမယ်ဆိုအပေါ်ကအယိုးလေး3ယိုးကတော့အမြဲတမ်းလွတ်ထားပေးရပါမယ်ဘရောက်ခက်သေးရင်အနည်းဆုံး2ယိုးပေါ့နော်ဘရောက်ခက်ကြည့်လို့ရှိရင်3ယိုးပေါ့နော်သူ့ကိုတော့လွတ်ထားပြီးတော့မှအောက်အယိုးတွေကနေစပြီးတော့အပွင့်လေးတွေကိုစတင်ပြီးတော့တက်ဆင်ပါမယ်အပေါ်ကအယိုးလေးတွေကကြတော့သူ့ကိုဘရောက်ဖူးနေနဲ့သုံးပြတာဖြစ်တာကြောင့်မလို့ကိုကဘရောက်ဖူးပါခြင်းနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံး2ခတ်အများဆုံး3ခတ်လောက်မှအသုံးပြုလို့ရပါတယ်။ကဲရွေးကိုကဘလောက်ဖူးမလို့ခြင်းမဲ့အပွင့်ကြီးပဲထိုးမယ်ဆိုရင်တော့ဆက်ဆက်ထိုးရဲရအဝါပွင့်လေးတွေကိုစတက်ဖို့တော့လိုပါတယ်ရှင်။ဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဘလောက်ဖူးလေးဘလောက်တစ်ခတ်ပေါ့နော်ဘလောက်တစ်ခတ်တော့ပုံလေးပေါ်လာပြီးဖြစ်ပါတယ်။မမင်းပညာဒါနပေးထားတဲ့ဗီဒီယိုဖိုင်လေးကိုသဘောကျနေတဲ့တယ်ဆိုလို့ရှိရင်တော့အသေးလေးပြီးတော့ဖို့မမေ့ပါနဲ့ရှင်လေ့ကျင့်ပြီးတဲ့သူများကလည်းလက်ရလေးတွေလာပြလို့ရပါတယ်နော်မမင်ကလက်ရလေးတွေမှန်အနေထားလေးတွေမှန်ကိုပြည့်စစ်ပေးပါမယ်ရှင်
ကယ်၍မမင်းတို့ဒီထိုးတဲ့ထဲမှာပေါ့နော်တင်နန်းသူလေးတွေပဲဖြစ်ဖြစ်ကိုယ်တိုင်ကတင်နန်းမလုပ်ချင်ဘူးတင်နန်းမတက်ချင်ဘူးထိုးပြီးသားလေးတွေကိုပဲလိုချင်တဲ့သူတွေပဲဖြစ်ဖြစ်မမင်းရဲ့ Facebook page မှာ Alice ဆိုတဲ့ Facebook page မှာလာရောက်ပြီးတော့ဝယ်ယူနိုင်တယ်လို့ TikTok Messenger ကနေလည်းလာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်နောက်နေ့မှာလည်းဘယ်ပန်းလေးကိုပညာဌာနအနေနဲ့သင်ပေးရမလဲဆိုတာပြောကြားပြီးတော့ပါအောင်နော်ဒီနေ့မှာတော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေရှင်မင်းစီမှာပန်းထုတ်ပညာဌာနတင်ရင်အိမ်တွင်းတနိုင်တပိုင်းစီးပွားရေးလေးလုပ်ဖို့စိတ်ကူးရှိတဲ့သူတွေအနေနဲ့ကလည်း page ရဲ့ Messenger မှာလာရောက်ပြောကြားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးပါ